မနေ့ကကစားခဲ့တဲ့ Super Sunday ပွဲစဉ်တွေမှာတော့ကျွန်တော်တို့အသင်းကြီးလို့ပြောရမယ် Man U ကတော့ရှုံးပွဲကြုံခဲ့တယ်ပေါ့နော်အခုချိန်မှာတော့အသင်းကြီးရဲ့လို့တော့လည်းပြောလို့တော့မရတော့ဘူးမနေ့ည Premier League မှာဆိုလို့ရှိရင်ကျွန်တော်တို့ Liverpool ကစားတယ် Chelsea ကစားတယ်ပြီးတော့လည်းခါမှာ Arsenal ကစားတယ်ဒီ Man U နဲ့ကစားခဲ့တယ်ပေါ့နော်ဆိုတော့ဒီအသင်းတွေထဲမှာတစ်သင်းနဲ့တော့ရှုံးပွဲကြုံတွေ့ခဲ့ရတာတော့ Man U ပဲဖြစ်တယ်ဆိုတော့ကျန်တဲ့ Chelsea ဆိုလို့ရှိရင်နောက်ကျကိုနဲ့ Fulham ကိုနိုင်တယ် Liverpool ကလည်း Arnold ရဲ့သွင်းကိုနဲ့နိုင်တယ်Arsenal ဆိုလို့ရှိရင်လည်းကိုပြတ်နဲ့နိုင်ခဲ့တာဒါပေမဲ့ Man U ကတော့မနေ့ကအမော်ရင်ပြောခဲ့တဲ့အတိုင်းပဲသူတို့ဒီပွဲကိုတော့အားသိပ်ပြီးတော့အာရုံစိုက်ခဲ့တာမျိုးမရှိဘူးဒါပေမဲ့လည်းပေါ့နော်ပါခဲ့တဲ့ဝင်ကစားခဲ့တဲ့ကစားသမားတွေကလည်းဒီအဲမှာဆိုလို့ရှိရင်ကျွန်တော်တို့လူငယ်ဆိုလို့ Harry Armas နဲ့ကျွန်တော်တို့ Fredrickson နဲ့ပေါ့နော်ဆိုတော့နောက်တန်းနှစ်ယောက်လို့ပြောရမှာပေါ့နော်ဆိုတော့အဲ့ဒီမှာပဲဒီအကောင်လေးနှစ်ယောက်ကတော့ခြေလက်စရာကောင်းတဲ့ခြေစွမ်းမျိုးအနေထားမျိုးကိုပြသခဲ့တယ်ဒါပေမဲ့လည်းကျွန်တော်ကစားသမားတွေအထူးသဖြင့် White Land เนาะထုံးစံတိုင်းပဲမိုင်နူးစီလာတော့ကူစီလာမသူပေးလို့ရမယ်အလုံးကိုသူဘဲချေနဲ့ဘဲတန်အနေထားနဲ့ရောက်နေတာများသူရောက်အောင်မပေးနိုင်ခဲ့ဘူးပြီးတော့ခါမှာကိုသမားအိုနာနာတစ်လုံးကိုပေါက်တရနဲ့တစ်လုံးတန်းဝင်တဲ့ကိုသမားပေါ့နော်ဆိုတော့မနေ့ကတော့လည်းဘူဘက်ကကိုပေါက်စားတဲ့တာနဲ့ free kick ကနေဒါနဲ့ကိုပေးလိုက်ရတယ်ဆိုတော့သူတို့ဒီရလက်နဲ့ပဲ1 စီနဲ့ပဲဘူကိုအိမ်ကွင်းမှာရှုံးခဲ့တယ်ဒါပေမဲ့တန်းတော့မစင်းရတော့ဘူးเนาะဘာကြောင့်လဲဆိုတော့မင်းညာကအာကြီးကကျွန်တော်တို့ Ipswich ကိုအဝေးကွင်းမှာ၄ခုပြတ်သွင်းပြီးတော့နိုင်သွားတယ်ဆိုတော့ Ipswich နဲ့မနေ့ကတော့ဆိုလို့ရှိရင်ပြောမှဆိုလို့ရှိရင် Leicester ကလည်းထပ်ပြီးတော့တန်းဆင်းသွားပြီ Ipswich ကလည်းတေချာပေါက်တန်းဆင်းမယ်တင်မယ်ဆိုတော့ Ipswich နဲ့ Man U နဲ့ကြားမှာအမှတ်ကွာချက်က18မှတ်ဖြစ်သွားတယ်လက်ချံပွဲက9ပွဲပဲကျန်တော့တယ်ဆိုတော့ Man U ကပွဲကုန်ရှုံးပြီးတော့ Ipswich ကပွဲကုန်နိုင်အောင်မှမကြုံနိုင်တော့ဘူးဆိုတော့ Man U နဲ့တန်းတော့မစင်းရတော့ဘူးเนาะဒါကိုပဲချိန်နဲ့ဆရာလို့ပြောရမလားတော့မပြောတတ်ဘူးမင်းညာကညီးတဲ့ပိုင်းကစားသွားတဲ့ပွဲမှာဆိုလို့ရှိရင် Real နဲ့ကျွန်တော်တို့ဒီ Biba O နဲ့ပေါ့နော် Real ကနောက်ဆုံးမိနစ် Verdi ရဲ့အချိန်ပိုမိနစ်90ပြည့်ပြီးနိုင်ချိန်ကို3နှစ်မှာရခဲ့တဲ့ဂိုးနဲ့နိုင်ခဲ့တဲ့ဒီဂိုးကလည်းတော်တော်လေးကိုကောင်းတဲ့ Verdi ကဂိုးသွင်းလိုက်လို့ရှိရင်ဒီလိုမျိုးပုံစံနေကြီးပဲမနေ့ကတော့ဆိုလို့ရှိရင်ပြိုင်ဘက်ကန်စစ်စုံထဲမှာပြန်ထွက်လာတဲ့ဘောလုံးကိုသူကကျွန်တော်တစ်ချက်ထောက်ပြီးတော့နာလာပါပဲတောင်းနေကိုเนาะဝေးတောင်တွေကိုကန်သွားခဲ့တာတကယ်ကိုကောင်းတဲ့ကန်ချက်တကယ်လည်း Real အတွက်တကယ် survival ဖြစ်စေခဲ့တဲ့တွင်းကိုတကူဖြစ်စေခဲ့ဖြစ်ခဲ့တယ်ပေါ့နော် Real ကလည်းဒီပွဲကဒီ Verdi ရဲ့တွင်းကိုတကူနဲ့ပဲ1 စီနဲ့နိုင်ခဲ့တယ်ဆိုတော့မနေ့ညလုံးကပွဲလေးအကြောင်းကိုပြန်ပြောတော့တိတ်ပြီးတော့များများဆော့ဆော့တွေ့တူတော့ပြောစရာတော့မရှိဘူးဆိုတော့ဒီတော့ကျွန်တော်ဒီနေ့တော့ဒီလောက်နဲ့ပဲရန်နာချင်ပါတယ်နောက်နေ့မှာကျွန်တော် top topic တွေနဲ့တူပြန်လာနိုင်အောင်ကျွန်တော်ကြိုးစားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်